Hello မင်္ဂလာပါကျွန်တော်တို့100 days of cloud AWS practice challenge လေးလုပ်လာခဲ့တာဒီနေ့နဲ့ဆို10ရက်ရှိပြီပေါ့နော်အဲ့တော့ကျွန်တော် data ရဲ့လက်ကလေးကိုကြည့်အောင် data မှာတော့ကျွန်တော်တို့ elastic IP တစ်ခုကို EC2 instant မှာ attach လုပ်ပေးရမယ်ပေါ့ကျွန်တော်လက်ကလေးကို step လုပ်လိုက်မယ်Okay လက်ကလေး ready ဖြစ်ပြီဆိုတော့ကြည့်အောင်ဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ EC2 instant လေးတစ်ခုပေးထားတယ် tab of EC2 ဆိုတဲ့ကောင်လေးကိုပြီးတော့လို့ရှိရင် elastic IP တစ်ခုပေးထားတယ်ပေါ့နော် name ကကြတော့ tab of EC2 EIP ဆိုတဲ့ကောင်လေးရှိတယ်အဲ့နှစ်ခုစလုံးက US East region မှာရှိတယ်ပေါ့ဒီနှစ်ခုကိုကျွန်တော်တို့က attach လုပ်ပေးရမယ် Okay လက်ကလေးလုပ်လို့ရအောင်လို့ကျွန်တော် console ထဲဝင်လိုက်မယ်Okay console ထဲရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ EC2 dashboard ထဲသွားရအောင် Okay ဒီမှာ instant running ဆိုပြီးတော့ instant တစ်လုံးရှိတယ်သူပြောထားတဲ့နာမည်အတိုင်းပဲပေါ့နော် instant လေးရှိတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ elastic IP လေးကြည့်အောင် elastic IP ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ EIP လေးတစ်ခုရှိတယ်ကျွန်တော်တို့လုပ်ပေးရမှာဒီ elastic IP လေးကိုကျွန်တော်တို့ရဲ့ EC2 instant မှာ attach လုပ်ပေးရမယ်အဲ့တော့ဒီကောင်လေးကိုကျွန်တော် chat box လေး on လိုက်မယ်ပြီးတော့ action တွေကနေပြီးတော့ကျွန်တော်တို့က associate elastic IP address တော့ရွေးပေးလို့ရတယ်ဒါမှမဟုတ်လဲဒီကောင်လေးကျွန်တော်ဖွင့်လိုက်ပါတော့ပြီးတော့ associate elastic IP address ပါလေးကိုနှိပ်လိုက်မယ်ဒါဆိုရင်တော့ဒီ elastic IP လေးကိုကျွန်တော်တို့က associate လုပ်တော့မယ်။ဘာနဲ့ associate လုပ်မှာလဲဆိုတော့ကျွန်တော်တို့ EC2 instant နဲ့လုပ်မယ်ဆိုတော့ instant ကိုရွေးဒါမှမဟုတ်တခြား network interface တစ်ခုခုနဲ့ associate လုပ်ချင်တာဆိုလို့ရှိရင်တော့ network interface ကိုရွေးပေါ့။ကျွန်တော်တို့က EC2 instant နဲ့ associate လုပ်မှာဆိုတော့ instant ကိုရွေးမယ်။ပြီးတော့ဘယ် instant နဲ့ associate လုပ်မှာလဲဆိုတော့ဒီကောင်ပေါ့။ဒါလေးကိုရွေးကျွန်တော်တို့ဒီ instant ကို associate လုပ်ပြီးတော့ရင်ကျွန်တော်တို့ manual disk associate မလုပ်ဖဲနဲ့တခြား instant တစ်လုံးကိုကျွန်တော်တို့ပြောင်းပြီးတော့ associate လုပ်လို့မရဘူးပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ကလာဖြုတ်ကြတာအလုပ်ရှုပ်တယ်တခြား instant ကိုကျွန်တော်ကအမြန်associate test လုပ်ချင်တာမျိုးဆိုလို့ရှိရင်တော့ဒီ chat box လေးကို on ခဲ့လို့ရတယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့နောက် instant တစ်လုံးကိုကျွန်တော်လွယ်လွယ်ကူကူ associate သွားလုပ်လို့ရတယ်အဲ့ဒါဆိုရင်တော့ဒီလက်ရှိ instant ကနေပြီးတော့ associate လုပ်ထားတာပြုတ်သွားလိမ့်မယ်ပေါ့နော်ကျွန်တော်ဒီမှာတော့ဒီ chat box လေးမ on တော့ဘူး associate ကိုပဲတန်းနှိပ်လိုက်တော့ Okay associate ဖြစ်သွားပြီပေါ့နော် associate ဖြစ်သွားပြီဆိုကျွန်တော်ကြည့်အောင်ဒီ instant လေးရဲ့ကျွန်တော် public IP က44နဲ့စတယ် elastic IP ကမရှိနေဘူးကျွန်တော် refresh လုပ်ကြည့်အောင်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ public IP ကဒီ80နဲ့စတဲ့ကောင်လေးဖြစ်သွားပြီပေါ့နော်ကျွန်တော်တို့ရဲ့ associate လုပ်လိုက်တဲ့ဒီ elastic IP လေးအတိုင်းဖြစ်သွားပြီဒီမှာ elastic IP ဆိုတဲ့နေရာမှာလည်းအဲ့ IP လေးပြနေပြီဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ EC2 instant လေးမှာကျွန်တော်တို့ elastic IP လေး associate လုပ်တာပြီးသွားပြီပေါ့ Okay တေချာအောင်လို့ကျွန်တော်လက်ကလေးကိုတစ်ချက်ချက်ကြည့်အောင် Okay chest လည်းပတ်တယ်ဆိုတော့ကျွန်တော်ဒီနေ့ရဲ့လက်ကလေးလည်းအဆင်ပြေပြေပြီးသွားပြီပေါ့နော်ကျွန်တော်လက်ကလေးကို store လုပ်လိုက်တော့မယ်ဟုတ်ကဲ့အခုလိုအချိန်ပေးပြီးကြည်ပေးကြတာကျေးဇူးတင်ပါတယ်ကျွန်တော် day 11မှာပြန်ဆောင်ကြမယ်